ဒါမှဆိုတော့ဂျပန်တရေမှာခင်းကိုဆော့ပြမှာဖြစ်ပါတယ် တော့ငါ့ကိုပြောပြအောင်လေဒါကတော့ သူကတော့ကျမတငယ်ချင်းမှာ ငါခုံး ဒီ နေတာ မှာခုံနေတာရွာလဲရွာပါတယ် ဟာရွာ ရွာလဲတရေမှာအခုတစ်ကောင်ပဲရှိရညရရင်နှစ်ကောင်ရှိပါတယ်ပေါ့နော်ပြီးတော့သူများတွေလည်းလိုက်တွန်းချလို့ရပါတယ် ကျမဆိုခဏခဏတုံးချခံရပါတယ် သူတွန်းချတာမဟုတ်ဘူးသူများတွေသူ့တွန်းချတာဟုတ်တယ်သူစောက်ပေါ်လေးစားတာသူစောက်ပေါ်မဟုတ်ဘူး ဘယ်ရောက်လာ တက်ပင်မမလေး အမလာ ဟာငါဘာငါတက်ပင်မမနေအောင်နင်းဆိုင် စားမပိုးနဲ့ဟာအဲ့တဲမအချင်းနေကြည့်ဦးမလား ငါအောက်ဆင်းနေလို့ ညလုံးလေးကိုပေါ့နော်နှိပ်ပေးလိုက်ပေါ့အဲ့မှာအောက်ဆင်းကိုကြည့်လို့ရပါတယ်အောက်ဆင်းကိုအဆင်မပြေဘူးဟဲ့အဲ့အဆင်မပြေဘူး ဟဲ့ဟာတော့ပေါ်တက်လာလားမိုးနေတယ်နေတယ် စိတ်ဆိုးလာဟဲ့သူညံ့နေတာ ဒီနားမှာငါသွားလိုက်အောင်သူရှိနေဒီနားမှာလားငါသွားမယ် ငါတွေ့ ငါချော်နေကြီးတယ် ချော်လဲနေလို့မနေပါတဲမလွတ်သွားပြီဟဲ့ မှန်ပါလေ တဲမအဲ့မညက်တော့လွတ်သွားပြီနင်းမြင်လာလိုက်တော့ ဘာငါအောက်ဆင်းနေတရေမစီသွားကြည့်နေတဲမဘာလဲမသိဘူး ငါမှပေါ်မြက်တက်လာပြီကလေးအရက်ကွန်ချမ်းတာမီးလာနေပေါ့နော်ကျမကြောက်တယ် တဲမမရှိအောင်လာ တဲရဲမှာပေါ့နော် ဟဲ့တဲမဒီမှာအုတ်ထုတ်ကြီးနဲ့တဲမညက်နေတာ ညနေမဟုတ်ဘူးလူတက်နေတာဟာတဲရဲမှာလူတက်နေတာတဲရဲမှာတော်တော်အခုလိုများတဲရဲမှာပဲ ငါနဲ့ကြည့်နေ မကြည့်နေလေတော့ခင်းနေပေါ်ကုန်မယ်တဲရဲမှာလက်ကလွတ်ချင်တာဒီလိုပဲပြလိုက်ကြည့်လေအော်မနေ့မိုးလေးနေတော့မျက်စိကန်းနေတာမသိဘူးဟဲ့ ငါအောက်ဆင်းနေတယ်အဲ့လိုတဲမ တဲရဲမှာပေါ်တက်လာအောင်မနော် မတက်တော့အဲ့ကောင်မအေး အဖြစ်တာလေဟဲ့အဖြစ်တာ အဲ့ကောင်မလာတယ်လို့ငါလည်းလန့်သွားလာတယ်အခုအနောက်သွား လေကနောက်သွားတာသူကငါဟိုခေါမိုးပေါ်တော့ရောက်သွား အဲ့ဒီကောင်ကိုတက်နေ လေကပေါ်တက်တယ် နောက်မှလာပြီးငါနောက်ကိုလိုက်နေတာ လေလုံးဝမဟုတ်ဘူး အေးရသူစီတော့ဒီမော်ဒီပါလိုက်တာနော် ဟုတ်တယ်ဟိုတစ်ခါညက်တော့ညက်နေသေးတယ် သူ့တမမလည်းရပါရဲ့အောက်ဆင်းကြည့်လိုက် အောက်ဆင်းကြည့်မြင်ကျမ်းမကြည့်ရတယ်အော်သူအောက်မှာလေကနောက်ပါဟာ